ခလိုင်းရင်အတွက်ချုပ်ပေးထားတာလေးတွေကြည့်လိုက်ကြရအောင်ဒါကတော့ကချင်ပေါ့နော်အဝါရောင်လေးအမိတ်ကလေးတွေကိုအလှယူပြီးတော့မှချုပ်ထားပြီးတယ်ရင်စီပုံစံနိုးဘရာကိုမှနောက်ထုတ်သီးနဲ့မှုတ်ပေးနေရှေ့ရင်စီပုံစံချုပ်ထားပေးတာပါအထဲထဲမှာရင်ခွက်တစ်ခါလေးထည့်ချုပ်ထားပြီးတော့မှရှေ့ချမ်းကိုနှလွာအချောလှုပ်ထားပေးတယ်နော်နောက်ချမ်းကတော့ပုံမှန်အင်ကြီးပုံစံလေးပဲချုပ်ပေးထားပါတယ်ဒီမှာကြည့်နော်ဒါကရင်ခွက်ကိုလုံးဝအပြောက်ထည့်ချုပ်ထားပေးတယ်ရှေ့ချမ်းမှာဝတ်တဲ့ခါတောင့်တတဖြစ်အောင်လို့အင်ကြီးကနောက်ချမ်းကတော့ပုံမှန်ပုံစံလေးနဲ့ရှေ့ချမ်းကရင်စီဝတ်တဲ့ခါလေးလွယ်ကူအောင်လို့ပေါ့နော်ဒါလေးကတော့ပန်းရောင်လေးသူလည်းနိုးဘရာရင်စီပါပဲထမင်းမပါတဲ့အမိတ်ကိုယူပြီးတော့မှချုပ်ထားပေးတယ်ပုံစံလေးပေါ်သွားအောင်ကတင်ဖြတ်ထားပေးတာပေါ့နော်အဲ့တော့အမိတ်ကလေးကိုအသားပေးပြီးချုပ်ထားတယ်ဒီမှာပြောင်လေးကတစ်ဆက်သေးလေးယူထားပေးတယ်အောက်ထဲဒီနော်ကတင်ဖြတ်ထားတာလေးကိုလှအောင်ဖြတ်ထားပြီးတဲ့ကတင်ကိုမျိုးမဆန်းလေး customer ကမျက်ရဲ့ဒီ client ကပေါ့နော်သူကအင်ကြီးကိုရိုးရိုးပုံစံလေးတွေပဲကြိုက်တယ်အရင်စမ်းတာတွေမချုပ်ပြီးနဲ့ရိုးရိုးလေးနဲ့လှအောင်ချုပ်ပြီးဆိုတဲ့အတွက်မြက်ကဒီဇိုင်းလေးတွေကိုရှင်းရှင်းတန်လေးတွေဖြစ်အောင်စဉ်းစားပြီးတော့မှချုပ်ပြီးထားပါတယ်ဒါကလက်အနာလေးပေါ့နော်အရန်လှတဲ့ဒီပန်းရောင်လေးနဲ့အပြင်မှာအယောင်လေးတွေကတော်တော်ကိုဆိုးပါတယ်ကဲအနက်ရောင်လေးအပြင်မှာဆိုအယောင်ကတော်တော်ကိုအနက်ကလေးကဆူဆူလေးနော်ဒါကဗီဒီယိုဖိုင်ထဲမှာကျတော့အလင်းနည်းနည်းပြန်နေရကြောင်းနည်းနည်းလေးအနက်ရောင်လေးကမုံနေသလိုလေးဖြစ်နေတာပေါ့နော်သူလဲထမီမှာပါတဲ့အမိတ်တွေကိုပုံစံဖော်ပြီးတော့မှချုပ်ထားပေးတာနော်အမိတ်ကိုအစင်ကအမတို့ကဒီမှာအစင်အစိတ်အကျဲလေးအစိတ်ကိုအလင်းမှာထားပြီးတော့မှအစင်ကျဲလေးကိုဘေးမှာအလားဆက်ထားပေးရနော်ကတင်လေးတွေကိုတိချာယူထားပေးပါတယ်ပုံစံလေးတွေကရှင်းရှင်းတန်ဒီဇိုင်းလေးတွေနဲ့လုံးဝလှနေအောင်ယူထားပေးတယ်ယူလဲယူလားဆိုတော့အရင်မယူပဲနဲ့မယူမဆန်းလေးနဲ့ပေါ့နော်ရှင်းရှင်းတန်ပုံစံလေးတွေယူပြီးချုပ်ထားပေးတာပါပန်းကျဲသီးလေးရောထည့်ထားပြီးရနော်ဒါလေးကတော့ဒီမှာပြင်သစ်စာလေးနဲ့သူကချီချိတ်လေးပေါ့နော်အဲ့တော့ပြင်သစ်စာလေးကိုအနာသားလေးကိုအလှပုံစံယူထားပေးပြီးတော့မှအောက်နားမှာ tray လိုပုံစံလေးထည့်ထားပေးတယ်နောက်ချမ်းကလည်းလုံးဝအပားကြီးကြီးမဟုတ်ပေနဲ့အောက်ပိုင်းကိုအထူလေးခံပြီးတော့မှရှင်းရှင်းတန်လေးဖြစ်အောင်ချုပ်ထားပေးတယ်ပေါ့နော်ဘာလို့မြင်းရဲ့ client ကအရန်ပုံစံဆန်းရင်နောက်ကျောပြောင်လေးဆိုသူအရန်မဝေရဲဘူးဆိုတဲ့အတွက်မြက်ကဒီလိုလေးယူထားပေးရပေါ့နော်ရှင်းရှင်းလေးနဲ့တန်ဒီဇိုင်းလေးဒါလေးကတော့ချီစာလေးပေါ့နော်ချီစာလည်းအဲ့လိုပဲရိုးလေးပဲဟိုမှာ no bra ချုပ်ထားပေးတယ်ဒါကတော့နောက်ထုတ်သီးလေးနဲ့ပေါ့နော်ဂျန်နက်ရှီရဲ့အင်ကြီးလေးတွေလုံးကတော့ရှေ့ရင်စီးပေါ့နော်ဒါတထဲပဲအမနောက်ထုတ်သီးနဲ့ချုပ်ထားပေးပါတယ်သူကနောက်ဘက်ကျမှချီစာကိုလည်းတလွာလေးပဲထားပေးရနော်နိုးဘရာဖြစ်တဲ့အတွက်အမတို့အနောက်ကိုအကြည်လေးပဲထားပြီးတော့ထည့်ချုပ်ပေးလိုက်ပါတယ်ကဲမယူမဆန်းပုံစံလေး